Hello ဒီနေ့ဆိုလည်းမတင်လာလဲကြာပြီပေါ့နော်ဒီနေ့ဆောင်းဝက်ဖြည့်နေရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ပါမတင်ရတာအဲ့ဒါဒီနေ့ဆောင်းဝက်ဖြည့်ရင်လည်းအပြားနဲ့မဝေလာရပေါ့နော်တော့ပုတ်ကြီးပါဒီမှာပါဆက်ကြပါအောင်ဒီမှာကြည့်မယ်ပေါ့နော်ဆက်ကြပါအောင်တော့ပုတ်ကြီးလည်းပါတယ် fish cake လည်းပါတယ်ပေါ့နော်ဆိုလည်းစားလိုက်ပါအောင်လားကောက်ရပေါ့နော်တွားနွေးနွေးလေးစော်ကောင်းတယ်နည်းနည်းလေးဝါထုံးတယ်လို့ဆက်တယ်လို့လေးပေါ့နော်အဲ့ဘက်တော့တွားရပြီးတော့ fish cake တွေလည်းပါတယ် fish cake တွေဆိုလည်းအများကြီးပဲပေါ့နော်မနေ့ကလည်းအဲ့ဒါလှမ်းထားလိုက်ပြီလား ဒါလည်းဆုလဲဝယ်စားခဲ့တာကတော့ဘူးသေးလေးပါဘူးအကြီးတွေလည်းရှိရပေါ့နော်အလက်ဆိုင်တွေလည်းရှိပါတယ်ဟုတ်ပါဘူးကြီးဆိုရင်မှလည်းဘူးကအပြည့်ရရပေါ့နော်ဘူးသေးဆိုပေမဲ့လည်းအပြည့်ရရပေါ့နော်ဘယ်ဟာပဲဖြစ်ဖြစ်အပြည့်ရပါတယ်ကဲဒီဘူးသေးဆိုလို့ရှိရင်3500ပါဘူးကြီးကတော့မသိသေးပါဘူးဟမ်ဆက်ကြပါဦး fish cake လေးပါဒါဆောင်းမဖြစ်ပြီးရတယ်ထွက်တာပေါ့နော်အားလုံးမဆုံးဖြတ်ကြည့်ပေးကြတဲ့ကြောက်ရှိစရာအောင်ကျေးဇူးတင်ပါတယ် bye bye like and subscribe လုပ်ပေးကြပါဦး